အားလုံးပဲမင်္ဂလာပါရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကျွန်မကတော့လက္ခဏာဆရာမဒေါ်အေးမြဆန်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့အသက်လမ်းကြောင်းအကြောင်းဖြစ်ပါတယ်အဲ့တော့အရင် post မှာတော့ကျွန်မအသက်လမ်းကြောင်းကိုထူတဲ့အကြောင်းလေးပြောပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာလည်းပဲထပ်ပြောပါမယ်အဲ့တော့အသက်လမ်းကြောင်းထူရင်ပင်ပန်းမဲ့သူဖြစ်ပါတယ်နော်အားဆိုင်ပြီးတော့အလုပ်လုပ်ရမယ်သူဖြစ်ပါတယ်အဲ့တော့တက်တောင့်တက်တာသူမနေနိုင်ဘူးအဲ့တော့ခန္ဓာကိုယ်ကြီးကြံ့ခိုင်မယ်အဲ့တော့ကျန်းမာရေးကကောင်းတယ်ဒါပေမဲ့ဖြစ်လိုက်ရင်အလူအလဲဒီလိုလေးတွေကျွန်တော်ပြောပြီးပေါ့နော်အဲ့တော့ဒီအသက်လမ်းကြောင်းထူခြင်းမှာကအဲ့မှာအသက်လမ်းကြောင်းမှိန်ရင်ပါရင်ကြတော့ကျွန်တော်ဘာဖြစ်မလဲဆိုရင် तू ကဒီအသက်လမ်းကြောင်းမှိန်တဲ့သူအဲ့တော့အသက်လမ်းကြောင်းပါလျက်လေးပါတဲ့သူဟာเนาะအသက်လမ်းကြောင်းမှာဒီလိုပုံသဏ္ဍာန်လေးဖြစ်နေရင်ပေါ့နော်အဲ့တော့မိမိရဲ့လက်ဝါးပြင်းနေမှာအသက်လမ်းကြောင်းကမှိန်နေရင်ပါနေရင်အဲ့တော့မထင်မရှားဖြစ်နေတယ်ဆိုရင်ဒီလူကအဲ့တော့အပင်ပန်းမခံနိုင်ဘူးအဲ့တော့ဇွဲသိပ်မရှိဘူးအဲ့တော့ဇွဲမကောင်းဘူးပေါ့နော်အဲ့တော့ဇွဲမထားဘူးပေါ့နော်ဒါကသူ့ရဲ့ဒီဇွဲမရှိတဲ့အနေအထားအပင်ပန်းမခံနိုင်တဲ့အနေအထားဘယ်ဘက်ကိုသွားသလဲဆိုရင်ကျွန်တော်ဒီတက်တာနိုင်သမျှပေါ့နော်တက်တာအောင်သူနေတော့တာအဲ့တော့ပင်ပန်းကိုသူအားမစိုက်တော့ဘူးအဲ့တော့ဇွဲလည်းမထားတော့ဒါကြောင့်ဘဝတစ်လျှောက်လုံးမှာ तू ကရေရှည်လောက်ရတဲ့အလုပ်တွေနဲ့မကြီးပွားနိုင်ဘူးเนาะမကြီးပွားနိုင်ဘူးအဲ့တော့ဒီအသက်လမ်းကြောင်းမှိန်တဲ့သူတွေကကျမ်းမာရေးလည်း तू ကမကောင်းဘူးဒီအပိုင်းလေးလည်းပါမှာဖြစ်တဲ့အတွက် तू ကအပင်ပန်းမခံနိုင်တာတွေမခံနိုင်တဲ့အနေအထားတွေလည်းဖြစ်သွားတာပေါ့နော်ဒါကြောင့်အဲ့တော့ဒီအသက်လမ်းကြောင်းမှိန်နဲ့ပါတဲ့သူတွေကမထင်မရှားဖြစ်နေတဲ့သူတွေကကျန်းမာရေးမကောင်းပါဘူးအဲ့တော့အထူးသဖြင့်သွေးနဲ့ဆက်တာတွေမှာအလွန်အားနေပါတယ်သွေးအားနေယောဂါတွေပါလေသူ့မှာရှိတတ်ပါတယ်ဒါကြောင့်အပင်ပန်းမခံနိုင်တာတွေလည်းဒီကျန်းမာရေးကြောင့်ပေါ့နော်အပင်ပန်းမခံနိုင်တာတွေလည်းဖြစ်သလိုတခါဒီကျန်းမာရေးကောင်းခဲ့လို့ရှိရင်သူ့ရဲ့ပင်ကိုစိတ်ကိုကတက်တောင့်တက်တာဒီလိုသွားရတာကိုပဲကြိုက်တယ်ပေါ့နော်အဲ့တော့မိသားစုမှာဒီလိုလူတွေပါရင်ဘာလို့ပုံစံမျိုးဖြစ်နေမလဲဆိုရင် तू ကတော့ရေးတာခိုးပြီးတော့ပေါ့နော်မိခိုးဆိုတဲ့အနေအထားလေးနဲ့ပဲ तू ကနေသွားမဲ့သူဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီအသက်လမ်းကြောင်းမှိန်ခြင်းပါခြင်းရဲ့သဘောတဘာဝလေးပေါ့နော်တခါဒီအသက်လမ်းကြောင်းပေါ့နော်ဒီအသက်လမ်းကြောင်းဟာကျွန်တော်အကောင်းဆုံးကတော့ဒီသေးသွယ်ထင်ရှားပေါ့နော်ထူရာကြီးလည်းမဟုတ်ဘူးမှိန်ပါနေတာလည်းမဟုတ်ဘဲနဲ့ तू ကသေးသွယ်ထင်ရှားတဲ့လမ်းကြောင်းလေးပေါ့နော်သေးသွယ်ထင်ရှားလေးနဲ့เนาะအဲ့တော့ तू ကနက်ကလေးလည်း तू ဖြစ်နေတတ်တယ်เนาะအဲ့တော့နက်ကလေးလည်းဖြစ်နေတတ်တယ်အဲ့တော့ဒီလမ်းကြောင်းပါတဲ့သူကြတော့အလွန်ကောင်းပါတယ်အဲ့တော့ဘာတွေကောင်းလဲဒီအသက်